အားလုံးပဲမင်္ဂလာပါ Cherry ရဲ့မိဖို့ကြောင့်လေးကနေကြိုဆိုလိုက်ပါတယ်အခုညစာချက်မလို့မိဖို့ကြောင့်လေးကိုရောက်နေတယ်ညစာအတွက်ဘာမှထွေထွေထူးထူးမရှိဘူးဒါပေမဲ့မနက်ကပြုတ်ထားတဲ့အာလူးရှိတယ်အဲ့တော့ Cherry အခုအာလူးနယ်လုပ်မယ်အဲ့ဒါပြမယ်နော်Cherry ရဲ့အာလူးနယ်လုပ်ဖို့အတွက်ပေါင်လိုအပ်တဲ့ပစ္စည်းတွေကအာလူးကိုခြေထားတာရယ်ဒါဆိုအာလူးခြေထားတာရယ်နောက်ပြီးတော့ဒါကcheese တပြားလိုတယ် cheese တပြားဒါကငရုတ်သီးစီချက်နောက်ပြီးတော့ဒါကငရုတ်သီးကြော်စားနဲ့ MSG နဲ့အထက်မှာပါပြီးသားနောက်ပြီးတော့ Cherry ကကြက်သွန်ပြူအရန်ကြိုက်တယ်တော့ကြက်သွန်ပြူ2မွှာထည့်မယ်အရင်ဆုံးပြောရအောင်မယ် Cherry ကဟင်းကောင်းမချက်တတ်ဘူးเนาะCherry စားကျင်တာပဲအဲ့လိုမျိုးရှောက်လုပ်တာပေါ့เนาะအဲ့တော့ Cherry လုပ်တာမှားနေလို့ရှိရင်ဒါမှမဟုတ်မကောင်းလို့ရှိရင်မပြောနဲ့เนาะနောက်ပြီးတော့ဒါကိုတစွန်းထည့်မယ်เนาะလို့တစွန်းငရုတ်သီးကြော်ကြတော့ဒီလိုနည်းနည်းလေးပဲမဲเนาะမဲနေပြီးသွားပြီဒါကိုအာလူးနယ်ကို Cherry ကကြက်ဥကြော်နဲ့စားတယ်အဲ့တော့ကြက်ဥကြော်သွားကြော်လိုက်အောင်မယ်เนาะအခုဆိုရင် Cherry ရဲ့အာလူးနယ်စင်သင့်ဖြစ်ပြီเนาะအာလူးနယ်ရပြီဒါကကြက်ဥကြော်ဒါကအာလူးနယ်မြေပဲကြက်သွန်ဖြူဒါက Brussels sprouts မြန်မာလိုဘယ်လိုပြောလဲမသိဘူးညစာစားပြီးသွားပြီเนาะပိုင်လဲဝသွားပြီအဲ့တော့နောက်ဗီဒီယိုမှာတွေ့ကြမယ်တတာ